သွားပြီတင်နေ Cloud Blazing Jewel 4 man လာကြီးဖျန်းနိုင်ရောက်တာဝါလေးဝင်သွားတော့မသိသွားဘူး Prayer နဲ့ Cloud နှစ်ကောင်နဲ့ရိုက်တာ၄ကောင်လုံးဖြာဆင်းဆိုတော့ဝိုင်းကြီးနေနဲ့သူတို့ရဲ့ backup plan နော် goal lane ကိုတော့သွားပြီနော် goal lane မှာလည်း Creek က freeze နေရနော်ပြောမှဆိုရင် Okay တောင်းနေရောင်ကြီးခိုင်စီရောအုပ်လိုက်ကြီးအော် Harry ရေ OP လေးကတော့ပါသွားပြီဗျနော်ကာကြာအာတီရအချိန်မှာဆွဲခံလိုက်ရဆိုတော့တော်တော်လေးတော့တန်သွားပြီပြောရမယ်ဆိုရင်တော့နော်ဒီပွဲကကြုံနေယူနေကိုတတ်ဖို့ကြိုးစားတယ် advisor ဝက်ဖြတ်ပြီးတော့ရိုက်လိုက်တယ်ဆိုရင်နောက်မှာတော့ဖရင်းကောင်တေသွားတယ်ဗျနော်ဒါပေမဲ့လည်းအော်ကလောက်ကြီးရောက်လာပြီ blessing jewel အလှကြီးဖျန်းတယ်ဆိုရင်နောက်မှာဇီးရန်တုံးထုတ်ထားတယ်အော် Harry ရောက်လာတဲ့အချိန်မှာတော့ကျွန်တော်တို့ဖြတ်ပြီးတော့ဆွဲခံလိုက်ရတယ်ဗျနော်ဒီတော်တယ်ဗတဲ့ကတော့အဆုံးဖြစ်လောက်တယ်နော်ဒီတင်းဆက်ဝိုင်းကြီးကနိုင်ဝိုင်းရင်ဝိုင်းကြီးကပြန်ပြီးတော့ snowball နိုင်လို့ကျွန်တော်တင်းဆက်ရဲ့နိုင်ဝိုင်းရင်လည်းပြန်ပြီးတော့ကမ်းမတ်နိုင်ဆိုတော့ဝိုင်းကြီးနေနဲ့တော်တယ်လေးကိုရတာတယ် CK တကောင်မှထပ်ပြီးတော့ကြော်သွားပြီ Cloud Blazing Jewel 4 man ဖြန်းနိုင်ရော Freya ကြီးကလည်းစွတ်ရိုက်ရောင်ကြီး Yogi နှစ်ကောင် Freya တေသွားပါလားအော်မတေဘူးဟာအော် Harry နေနဲ့ဂေါ်လီလုံးမှန်ပြီးတော့ရှော့သွားသေးတယ်ဟိုင်း Hiroki 3ကောင်ဒီပေးဆက်လိုက်ရဆိုရင်နောက်မှာနောက်က 5.8k ဗျကဲဗတဲ့ကတော့ဖြစ်ပြီ Fedrin တကောင်ကြုံသွားရဆိုရင်နောက်မှာတော့တေသွားပါလား Fedrin အော်တေတော့တေသွားတယ်အဲ့ဟိုင်းကာဂျာ Flicker နဲ့ဆွဲခေါ်လာတာ CK ဒါပေမဲ့ပြတ်တယ်ဗျနော် Lucky တကောင်မှထပ်ပြီးတော့ရတယ် Hiroki 2ကောင် Oh my gosh နောက်ကတော့ 8k 7 minute ကို 8k ဗျနော်ခုနပြောခဲ့လို့ပဲကာဂျာဆွဲတာဘဲကောင်မဆိုပြတ်တယ်ယူရင်းနဲ့တောင်မှပြတ်နေတဲ့အနေထားဖြစ်နေပြီဗျာနော်ဒီဂိုးလိန်းကြီးကဖတ်ပြဲနေရဆိုရင်နောက်မှာတော့လေကဲလော်လေးကလည်းအခုမှတွက်လာအသားကြီးလော်လေးကအခုမှတက်လာတာကာဂျာကွန်စီအော်ယောင်မာဆယ်ခဲတာမှားသွားပြီအော်ယောင်မာဆယ်ဗမာလူကြီးရှော့သွားပြီသားကြီးသွားပြီတင်နေ Cloud Blazing Jewel 4 man လာကြီးဖျန်းနိုင်ရောက်တာဝါလေးဝင်သွားတော့မသိသွားဘူး Prayer နဲ့ Cloud နှစ်ကောင်နဲ့ရိုက်တာ၄ကောင်လုံးဖြာဆင်း Holy fuck ကဲ Harry ပြဖို့ကြိုးစားတယ်ဗျအော်ဆွဲခံလိုက်ရပြီပြောက်ပြီးသွားပြီလားလီယိုမွန်ကောင်နဲ့ဘလို့ defend မှာတော့မရတော့ဘူးဗျတာဝါ only ကိုလော့လိုက်လော့ခရီလည်းကြံသေးရဆိုတော့ oh my god 7 minute နဲ့51 second နဲ့ပွဲကပြီးသွားတယ်ဟိုင်းဝိုင်းကြီးနေနဲ့ကတော့ game number 3မှာလည်းအနိုင်ရရှိပြီးတော့ grand final ကိုတက်ရောက်သွားပြီပဲဖြစ်ပါတယ်เนาะကျွန်တော်တို့ဒီဝိုင်းကြီးကတော့ဝိုင်းကြီးပါပဲเนาะ10-7ကိုတကယ် C3 ဆိုတဲ့ result နဲ့ clean sweep ပေါ့လေเนาะ